Hello အားလုံးပဲမင်္ဂလာပါတူရီ analyze ကကြိုဆိုပါတယ်ဒီနေ့ည10:00နာရီမှာ FA Cup Final ကန်ရမယ် Crystal Palace နဲ့ Manchester City တို့ရဲ့ပွဲကြိုသုံးသက်ကြည့်ချင်ပါတယ် FA Cup နဲ့ပတ်သက်ပြီးတော့ FA Cup Final FA Cup Champion ပေါ့လေ Champion အများဆုံးဖြစ်တဲ့အသင်းက Arsenal ပေါ့ Arsenal က14 ချိန်ချန်ပီယံဖြစ်ထားတယ် Final ကိုအများဆုံးတက်ရောက်ထားတဲ့အသင်းကကြတော့ Manchester United သူကတော့အကြိမ်20 Final တက်ထားတယ်ပေါ့နော်ဒီ Crystal Palace အနေနဲ့ FA Cup ရဲ့သူတို့ရဲ့တမိုင်းအကျဉ်းလေးပေါ့ Crystal Palace အနေနဲ့သူက FA Cup Final ကို2ကြိမ်တက်ဖူးတယ်1990တစ်ကြိမ်2016မှာတစ်ကြိမ်နှစ်ကြိမ်တက်ဘူးတယ်ပေါ့အဲ့နှစ်ကြိမ်ကစားခဲ့မှာ1990တုန်းကကျတော့ Manchester United နဲ့ကစားခဲ့တယ်မိနစ်90မှာ3-3ကျတယ်နောက် replay ပြန်ကန်တဲ့အချိန်မှာ1-0နဲ့ရှုံးသွားတယ်ပေါ့ Crystal Palace က1-0နဲ့ရှုံးသွားတယ်2016ခုနှစ်မှာကျတော့ Manchester United နဲ့ပဲဒီမိနစ်90မှာ1-1အချိန်ပုံမှာ2-1နဲ့ရှုံးသွားတာပေါ့ဒါကတော့ Crystal Palace ရဲ့ဒီ FA တမိုင်းလေးပေါ့ Manchester City ကကျတော့ FA Cup မှာသူကချန်ပီယံ9ကြိမ်ဖြစ်ခဲ့တယ်အဲ Manchester City ချန်ပီယံဖြစ်ခဲ့တဲ့ခုနှစ်တည်းက1904 1934 1956 1969 2011 2019 2023ပေါ့စုစုပေါင်းချန်ပီယံ9ကြိမ်ဖြစ်ထားတာပေါ့ဒါကတော့ Man City ရဲ့ FA Cup အောင်မြင်မှုတွေပေါ့ဒီဘက်မှာ Manchester City အနေနဲ့လူရဲ့လူပုံမှန် line ရတဲ့လူကုန်ဒီပါအဲ့တော့ Crystal Palace ရဲ့လက်ရှိသူ့ရဲ့ form လေးကိုကြည့်မယ်ဆိုရင်သူနောက်ဆုံးကန်ခဲ့တဲ့9ပွဲမှာ2ပွဲနိုင်တယ်3ပွဲတည်ကြတယ်တည်ကြတဲ့ပွဲတွေလည်း Bournemouth တို့ Arsenal တို့ Nottingham Forest တို့ပေါ့နော်နိုင်ခဲ့တဲ့ကောင်တွေတော့ Spurs တို့ Aston Villa တို့သူနိုင်ခဲ့တယ်တကယ်သူ့ form ကိုကြည့်မယ်ဆိုသူ့ form နဲ့တကယ်အထင်ကြီးလောက်ပါတယ်လောလောဆယ်ချိန်နေရတော့သူတကယ်တုတ်ပြန်နိုင်တဲ့ချိန်ကြီးရှိတယ်ပေါ့ Crystal Palace ကကောင်းတုတ်ပြန်နိုင်တယ်Man City ကိုကြည့်ရင်တော့ Man City ကနောက်ဆုံး9ပွဲမှာ4ပွဲနိုင်1ပွဲတည်ကြတဲ့ပွဲက Southampton နဲ့တည်ကြတာတယ်အဲ့တော့ပြောချင်တာတားလိုမျိုးကစားခက်ခဲတဲ့ပွဲတွေမှာဆို Man City ကတိုင်ပတ်တဲ့ခါတွေရှိတယ်တိုင်ပတ်တာများတယ်ပေါ့လေအဲ့ခုပေးထားတဲ့ခြေက level ရှုံးတလုံး80စာဝန်ချင်ပေါ့နော်တလုံး80 90 level ရှုံးပေါ့အဲ့နန်းကြီးမှာဆိုလို့ရှိရင် Crystal Palace ဒီလို final ရောက်တဲ့ချိန်မှာဒါတတိယမြောက် final ပဲလေ final မှာသူတို့မိနစ်90မှာရှုံးခဲ့ဆိုတော့အရင်နှစ်ပွဲလုံးမှာမရှိခဲ့ဘူးတခုလဲသူတို့ကောင်းအောင်တုတ်ပြန်လိမ့်မယ်လို့ကျွန်တော်တို့မြင်တယ်သူတို့ရဲ့ကစားပုံကလည်းမဆိုးဘူးပဲအဲ့တော့